Uano Patama illusion loop Poman Chandakam Yam Pite Town Jimmy heartbeat bakery net restaurant ka Panshin Ma Ipu we need Pipare. The child soon Lucian Yampitare Ukuntun Shui Nang sang home top stars to in don't see you lily like a young way. Tan can she yet town Jim Yuru. Not be town G take to hear down that down to home your poet. Soon Lucian Yat lebe, dinay. Tia boy Lucian Yalube, say to my pomoa. Tama pare. Dinay tia boys is in go into Jimbo no promaso. No more that don't use who tia boy pony pee. Pomontia home pee. He said chap me. Jim Podatan and sit and take it to me. Tear up with danger. Okay, Permaso Pomundo, no more that don't you so be of Yasopia. Karochaya. Namo Tata Bhagavato Arahato Namo Tata Namo Tata Bhagavato Arahato Dhamma Tata Namo Tata Bhagavato Arahatoဒီနေ့ရွေးချယ်ထားတဲ့တရားကောင်းစီကတော့ Facebook မှာအခုကြေညာထားတဲ့အတိုင်းစိတ်တူတတ်တဲ့အကျင့်နဲ့ကြောက်စိတ်တူတတ်တဲ့အကျင့်ကိုဆွေးနွေးခြင်းနဲ့စိတ်တူတတ်တဲ့အကျင့်နဲ့ကြောက်စိတ်စိတ်တူတာတစ်ခါဘာကြောင့်စိတ်တူမှမသိဘူးဒီလိုပဲသူကသူဖြစ်လာထင်ရှားတာတော့အလိုမကျမှုရှိတယ်စိတ်တိုင်းမကျမှုရှိတယ်အဲ့ဒါကြောင့်စိတ်တူတယ်ဒီစိတ်တူတဲ့ဟာကိုအင်္ဂလိပ်လိုဘာသာပြန်frustration နဲ့လည်းဘာသာပြန်နိုင်တယ် irritation နဲ့ဘာသာပြန်နိုင်တယ် agitation နဲ့ဘာသာပြန်နိုင်တယ်အဲ့ဒီ group of emotion အဲ့အုပ်စုထဲက emotion ကိုကြောက်စိတ်နဲ့ဘုံကနိုင်ဆက်ပြီးတော့ဒီနေ့ပြောပြမှာကြောက်စိတ်ကိုစိတ်တူတဲ့အခါမှာကိုအတွက်တော့ထင်ရှားခြင်းမှထင်ရှားမယ်စိတ်တူတာကြောက်စိတ်နဲ့ဆက်နေတယ်ကြောက်စိတ်ရှိလို့ဆိုတာစိတ်ထဲမှာတော့ဒီသူဖြင့်စိတ်တူတဲ့ပုဂ္ဂိုလ်အနေနဲ့ထင်ရှားခြင်းမှထင်ရှားဒါပေမဲ့နှစ်ပေါင်း2600လောက်ခရဲဗုဒ္ဓမြတ်စွာဘုရားအဲ့ဒီ link အဲ့ဒီ relation ကိုဖော်ပြထားတယ်စိတ်တူတာကြောက်စိတ်ကြောင့်ဒီနေ့တော့နည်းနည်းပေါ့တဲ့ emotion လေးပဲဘုံမရွေးထားတယ်စိတ်တူတယ်အမှန်တော့စိတ်တူတဲ့နေရာမှာဒေါသထွက်တာလဲပြောနိုင်တယ်ဒေါသထွက်တာကြောက်စိတ်ကြောင့်ဒီတိုင်းကြည့်ရင်သိပြီးတော့မထင်ရှားဘူးဘာဖြစ်လို့သူ့ရဲ့ manifestation သူဖော်ပြတဲ့ဟာကအရန်ကို strong ဖြစ်တဲ့ပုံစံမျိုးထွက်နေတာဟုတ်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်က strong ဖြစ်တယ်သူ့ကိုတခြားလူတွေကလေးစားရတယ်သူ့အလို့လိုက်ရတယ်
စိတ်တူတဲ့လူလည်းပဲလူတွေတော်များများက they don't dare cross his path သူ့ကိုထုံတိုင်းအောင်သွားပြီးတော့မဆန့်ကျင်ရဲဘူးအဲ့ဒါကြောင့်စိတ်တူတဲ့ပုဂ္ဂိုလ်ဒေါသထွက်တဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဒေါသကကိုယ့်ကိုအားကောင်းအောင်အားရှိအောင်လုပ်တယ်လို့သွားထင်မိကြတယ်အဲ့ဒီထင်တဲ့အထက်မှာအနောက်တိုင်းစိတ်ပညာရှင်တွေလည်းပါတယ် unfortunately သူတို့လည်းပါတယ်YouTube ထဲမှာ online ထဲမှာရောဒီ anger နဲ့ပတ်သက်တာတွေ frustration နဲ့ပတ်သက်တာတွေရှာကြည့်တယ်နားထောင်ကြည့်အဲ့ဒီ attitude ရှိတဲ့ psychologist တွေစိတ်ဓာတ်ပညာရှင်တွေအများကြီးရှိတယ်နော်အဲ့ဒါကရေတိုပဲကြည့်တာလေဒေါသကလူတယောက်ကိုအားရှိတယ်စေတယ်ဆိုတာကခဏတာများတာဖြစ်တယ်ရေတိုပဲဖြစ်တယ်ရှမ်းလို့ခေါ်တာတော့ဖိုက်ဖုံးဆိုတာကောက်ရုံဤပဲအမလေးတခါထားရတာလေသူလောင်လိုက်တာတို့အားကောင်းတာဒါမဲ့ကြာမခံဘူးအဲ့ဒီစိတ်တုံမှုရဲ့နောက်စိတ်ဆိုးမှုရဲ့နောက်မှာဘာရှိတော့ကြောက်စိတ်ရှိနေတယ်အဲ့ကြောက်စိတ်ကိုမမြင်မချင်းအဲ့ကြောက်စိတ်ကိုမကင်တွယ်မချင်းဒီစိတ်တူတာဆက်လက်ပြီးတော့ရှိနေခရောင်းကပြောသလိုပဲဒီနေ့ရွေးထားတဲ့တရားကောင်းစီကဒေါသအနုစားလေးကိုရွေးထားတာပေါ့စိတ်တူတယ်ဆိုတော့ဒေါသအနုစားလေးမိဘလည်းသားသမီးကိုစိတ်တူတာရှိတယ်လေဒါပေမဲ့သားသမီးကိုမမုန်းဘူးသားသမီးကိုမမုန်းဘူးမိဘအခါသားသမီးကိုစိတ်တူတယ်ဆရာသမားတွေလည်းတပည့်တွေကိုစိတ်တူတယ်အထက်ကအရာရှိတွေလည်းပဲအောက်ကအရာရှိတွေသူတို့ရဲ့လက်ထောက်တွေကိုစိတ်တူတယ်ဒါပေမဲ့အဲ့စိတ်တူတဲ့ထက်မှာအမုန်းတရားမပါအမုန်းတရားမပါဘူးဆိုစိတ်တူတတ်တဲ့အကျင့်ဟာကြောက်စိတ်အခြေခံတယ်ဒေါသဖြစ်တဲ့အကျင့်ကလည်းပဲကြောက်စိတ်အခြေခံတယ်နည်းနည်းရင့်တဲ့ emotion ကိုရွေးပြီးတော့ပြောမယ်ဆိုရင်မုန်းတီးတဲ့စိတ်လည်းပဲအကြောက်တရားအခြေခံတာနော်မုန်းတီးတဲ့စိတ်လေအကြောက်တရားအခြေခံလူတယောက်ကိုမုန်းပြီဆိုရင်အဲ့လူကိုကြောက်လို့လှို့နေနဲ့သူ့ကိုအင်္ဂလိပ်လိုပြောတော့ threat ပေါ့နော် threat လို့ကိုကမြင်လို့ချင်းချောက်မှုတစ်ခုရန်သူတစ်ခု 100 တစ်ခုလို့သူ့ကိုမြင်လို့အဲ့ဒါကြောင့်သူ့ကိုသူ့မုန်းတာအဲ့ဒါကြောင့်သူ့မုန်းတာဒါတွေကဒေါသရဲ့သဘောတွေပါစိတ်တူတာလည်းပဲဒေါသပါပဲစိတ်တူတာလည်းဒေါသပဲမုန်းတီးတာလည်းဒေါသပဲနောက်တစ်ခုဒီအကျဲချဲပြီးတော့ပြောဖို့မရှိပေမဲ့နည်းနည်းလေးဆက်လို့သိစေချင်တယ် emotion တစ်ခုကတော့စိတ်ပြက်တာ disappointment အဲ့ဒီစိတ်ပြက်တာလည်းပဲကြောက်စိတ်နဲ့ဆက်နေတယ်တဲ့ကြောက်စိတ်အခြေခံနဲ့စိတ်ပြက်တာကြောက်စိတ်ကြောင့်စိတ်ပြက်ခြင်းဟာကြောက်စိတ်အခြေခံကြောက်စိတ်မရှိတော့တဲ့ဗုဒ္ဓမြတ်စွာဘုရားကိုသူ့ရဲ့ဆွေမျိုးလဲတော်တဲ့ဒေဝဒတ်ကလိုက်နှောက်ယှက်တာလေနှောက်ယှက်တာအဆုံးထိရောက်တာပဲ assassination အသက်အန္တရာယ်လောက်ကြံတာပေါ့နော် assassinate လုပ်ဖို့အတွက်
တကယ်လက်တွေ့လောက်တာ plot လောက်ရင်မကောက်တကယ်လက်တွေ့လောက်တာမြတ်စွာဘုရားကတောင်အောက်နေပြီးတော့လမ်းလျှောက်နေတဲ့ဟန်တောင်ပေါ်နေပြီးတော့ကြောက်တုံးကြီးတွန်းချစိတ်ထဲမှာဘလောက်ထိမြတ်စွာဘုရားကိုမုန်းတီးနေတော့မြတ်စွာဘုရားကို threat အနေနဲ့ဘလောက်ပြည့်နေတော့ he felt threatened by the Buddha မြတ်စွာဘုရားရှိနေတာကို तू အန္တရာယ်လို့မြင်တယ်မြတ်စွာဘုရားကိုကြောက်တဲ့စိတ်ဖြစ်တာပေါ့ငယ်ကလေးကဖြစ်တဲ့အတူတူကစားတဲ့ခါမှလည်းပဲအဲ့လိုခဏခဏစိတ်ဆိုးတယ်ပြောတယ်ခဏခဏစိတ်တူတယ်ဘုရားဘာသာပုံပြင်တကူတည်းမှာတေရဒမင်းသားနဲ့ဒေဝဒတ်အတူတူကစားနေတဲ့အချိန်မှာနောက်ဒေဝဒတ်ကဘယ်ရောက်သွားမှမသိဘူးသူ့လေးနဲ့သူ့လက်နဲ့ပေါ့အဲ့ဒါဘာသွားလို့တော့ဟိုအထက်ကနေပြန်တန်းသွားတဲ့ဟင်းသားကြီးပေါ့နော်ဟင်းသားကြီးကိုသွားပြီးတော့ပြစ်လိုက်တာသူညားနဲ့ပြစ်လိုက်တာညားပြစ်တဲ့ခါကျတော့ဟင်းသားကြီးကကြာလာတယ်ဒဏ်ရာအကြီးကျယ်နဲ့ပေါ့ကြာလာတယ်အဲ့ဟိုတေရမင်းသားတွေးတဲ့ခါကျတော့တေရမင်းသားအဲ့ဒဏ်ရာရတဲ့ငှက်ကြီးစီကိုအပြေးလွှားသွားတယ်ဒေဝဒတ်ကလည်းပြေးတယ်တေရမင်းသားကကရုဏာနဲ့အဲ့ကိုပြေးတယ်နော်ငှက်စီကိုပြေးတယ်ကရုဏာအဲ့ဒီငှက်ကိုကာကွယ်ပေးခြင်းနဲ့စိတ်အကာကွယ်ပေးခြင်းနဲ့စိတ်သူ့ကိုကူညီပေးခြင်းနဲ့စိတ်အဲ့ဒီစိတ်နဲ့ပြေးတယ်ဒေဝဒတ်ကအဲ့ဒီငှက်ကိုတတ်ခြင်းနဲ့စိတ်တတ်ပြီးတော့ဒီငှက်ကငါငှက်ဆိုပြီးတော့ငါဆိုတဲ့အစွဲနဲ့အဲ့ငှက်စီကိုပြေးတယ်ဘယ်သူအပြေးတတ်နော်emotion ကအထောက်ကူပေးတာတေရမင်းသားအပြည့်တန်တေရမင်းသားအဲ့ငှက်စီကိုအရင်ရောက်သွားတယ်အရင်ရောက်သွားဆို၄-၅ လှမ်းတော့ဖြစ်မှာပေါ့10 လှမ်း9 လှမ်း10 လှမ်းတော့ဖြစ်မှာဒါမဲ့သူအရင်ရောက်သွားတယ်အရင်ရောက်သွားတော့ငှက်ကြီးကိုဖက်ထားလိုက်တယ်ခိုင်းထားလိုက်တယ်ဒေဝဒတ်ရောက်တဲ့ခါဆိုတော့ငါပေငါပြစ်ချတာဆိုတော့တေရမင်းသားမပေးဘူးပေးပါဆိုဟိုကလည်းတောင်းဆိုတယ်မပေးနိုင်ဘူးထဲရမင်းသားလည်းပြန်ညင်းတယ်ငါပြစ်ချရလေဒီမှာငါမြားဒီမှာအများကြီးဒီငှက်ထဲမှာစိုက်နေတာငါမပေးနိုင်ဘူးမပေးနိုင်ဘူးနင်ကဒီငှက်ကိုတတ်မဲ့လူငါမပေးနိုင်ငါသူ့ကဲဆယ်မှာကဲဆယ်ပြီးတော့ဘာလို့တော့အဲ့နားမှာရှိတဲ့တည့်ရက်တွေပေါ့နော်အဲ့တည့်ရက်တွေကိုသွားခူးပြီးတော့အရည်တွေညှစ်တာပေါ့အရည်ညှစ်ပြီးတော့အဲ့ဒဏ်ရာကိုကုသပေးနေတယ် healing ဖြစ်အောင်မြားကိုလည်းဆွဲထုတ်ဖြစ်တယ်ဒေဝဒတ်ကစိတ်တူတာကို तू ကစိတ်မတူဒေဝဒတ်ကအဲ့ဒီငှက်ကိုတတ်ဖြတ်ခြင်းတယ်နော်တတ်ခြင်းတယ်တေရမင်းသားအဲ့ငှက်ကိုကဲဆဲခြင်းတယ်အဲ့ဒါနဲ့ယန္တိဖြစ်တဲ့ခါကျတော့ဒီတိုင်းဆိုရင်ဒီငှက်ကဘသူငှက်တုံးဆိုတာဆုံးဖြတ်ရအောင်တရားသူကြီးစီသွားမယ်သူတို့ကမင်းသားတွေကိုတရားသူကြီးစီရောက်သွားတရားသူကြီးအလွယ်တကူဝင်နိုင်တာဩသူစီတရားသူကြီးစီအလွယ်တကူဝင်နိုင်တယ်တရားသူကြီးကအဖြစ်ပြက်ကိုမေးတယ်ဘယ်လိုလုပ်ဖြစ်တာတော့ဒေဝဒတ်ကိုမေးတယ်နောက်တေရဒတ်မင်းသားကိုမေးတယ်ဖြစ်ချောင်းစုံနဲ့တိပြီးတဲ့ခါကျတော့တရားသူကြီးကဆုံးဖြတ်တယ်ဒီငှက်ကိုတဲ့ဒေဝဒတ်ကပြစ်တာမှတ်ပါတယ်သူပြစ်လို့ဒီငှက်မြေပေါ်ကျလာတာမှတ်ပါတယ်ဒါပေမဲ့ဒီငှက်ကိုတေရဒတ်မင်းသားကပိုင်ဆိုင်တယ်ဘာလို့ပိုင်ဆိုင်တော့တကယ်လို့ဒီငှက်ကတည်သွားတယ်ဆိုရင်တော့ဒေဝဒတ်ကပိုင်ဆိုင်တယ်တဲ့သူဖြစ်တယ်ဒါပေမဲ့ဒီငှက်ကမတည်ဘူးအသက်ရှင်နေသေးတယ်အသက်ရှင်နေသေးတဲ့အတွက်ကြောင့်မို့လို့
ဒီသူ့ရဲ့အသက်ကိုကယ်ဆယ်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်အဲ့ဒီအသက်ကိုပိုင်တယ် Life belongs to someone who tries to save it, not someone who tries to destroy it. အသက်တစ်ချောင်းကအဲ့ဒီအသက်တစ်ချောင်းကိုကယ်ဆယ်တဲ့ပုဂ္ဂိုလ်ရှည်လျားအောင်လုပ်တဲ့ပုဂ္ဂိုလ်နော်တက်တာဖြစ်အောင်လုပ်တဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကပိုင်ဆိုင်တယ်တဲ့ဖြည့်ဆည်းတဲ့ပုဂ္ဂိုလ်ပိုင်ဆိုင်တကယ်လို့ငှက်ကတည်သွားပြီးငှက်အသေးကောင်ဖြစ်တယ်ဆိုရင်တော့အဲ့အသေးကောင်ကိုတတ်တဲ့လူကပိုင်ဆိုင်တယ်ပေါ့ဘုရားသူကြီးကအဲ့ဒီလိုဆုံးဖြတ်လိုက်ဒီ lesson လေးကို Sunday school တွေမှာအင်္ဂလန်မှာပေါ့နော်အကြိမ်ကြိမ်ဘုံဘုံကလေးတွေကိုသင်ပေးဘူးတယ်ကလေးတွေကိုဘုံဘုံကမပြောပြဘူး decision မပြောပြဘူးမေးခွန်းပဲမေးတယ်အကြောင်းဆုံးပြောပြပြီးပြီဆိုရင် who do you think okay should have this injured bird to whom it belongs ဆိုတော့ကလေးတွေကအများစုကမှန်တယ်ပြောတာမှန်တယ်တဲ့မင်းသားရတယ်နဲ့ Princess Tata should have it ဘာဖြစ်လို့တော့တဲ့မင်းသားကအသက်ကယ်ဆယ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့အဲ့ဒီလိုငယ်ကလေးကမိသားစုချင်းယဉ်နီးလာတယ်နော်အဖေချင်းကလည်းပဲညီကိုဆိုတော့ cousin တွေပေါ့ဝန်ကွဲတွေပေါ့ဘလို့ပဲဖြည့်စည်းတောင်းလျှောက်တေထမင်းသားဘဝမှာရောဂေါရမမြတ်စွာဘုရားဘဝမှာရောဗုဒ္ဓမြတ်စွာဘုရားကတေဝဒပုံမှာစိတ်တိုးတာမရှိဘူးဒေါသဖြစ်တာလည်းမရှိဘူးမုန်းတာလည်းမဖြစ်ဘူးမုန်းတာမဖြစ်ဘူးဘာဖြစ်လို့မဖြစ်တာတော့ဘာဖြစ်လို့သူ့ကိုစိတ်မတူတာတေဝဒကိုကြောက်เสียမှမလိုတာဗုဒ္ဓမြတ်စွာဘုရားကြောက်เสียမလိုတော့ကြောက်စိတ်ကဒေါသနေလားဆိုဒေါသကိုအမြစ်ကနေနှုတ်ပစ်ပြီးပြီခုခေတ်စကားနဲ့ပြောရင်တော့ transformation ပေါ့ psychological transformation ဖြစ်ပြီးပြီအထဲမှာကြောက်စိတ်လုံးဝမရှိတော့လုံးဝမရှိတော့ဘသူကပဲလာပြီးတော့ချင်းချောက်ဘုရားမြတ်စွာဘုရားမကြောက်ဘူးနောက်မင်းသားကြီးတဘရင်သားတော့ crown prince အင်ရှိမင်းသားနောက်ပါအများကြီးရှိတယ်နောက်ပြီးတော့ခုခေတ်စကားလူငယ်စကားဒီအရက်စကားနဲ့ပြောရင်တော့တတိတကားတွေအများကြီးရှိတယ်ပေါ့အနာတပိန်တို့ဝိတာခါတတိတကားအများကြီးရှိတယ်အဲ့ဒါသူများ kidnap လုပ်မှာတွေပြန်ပြေးဆွဲမှာတွေ ransom လုပ်မှာတွေအဲ့ဒါလုံးဝမကြောက်ဘူးတော်ထဲမှာအနာသွားယူတဲ့အချိန်တရားသွားထိုင်တဲ့အချိန်မြတ်စွာဘုရားဖြစ်တော့လည်းပဲအဲ့လိုဟိုကြွပြီးတော့အနာယူသေးတယ်တော်ထဲမှာတပါးတဲ့တရားသွားထိုင်နေဆိုတာတော်နိုင်မထိုင်ရဲ့ကြောက်စိတ်ဖြစ်တယ်မြို့ထဲမှာနေတာကိုယ်အိမ်ကလူလဲကောင်းမှရှိတယ်ဒါမဲ့တယောက်တည်းနေတာအဲ့ဒါမှကြောက်စိတ်ဖြစ်နေသေးတယ်အဲ့ဒါကြည့်ဒီကြောက်စိတ်တွေရှိနေသေးတဲ့အတွက်ကြောင့်မလို့ဘုံဘုံတို့ပုရုဇဉ်လူသားတွေနေနဲ့တခါတခါစိတ်တူလိမ့်မယ်တခါတခါဒေါသဖြစ်လိမ့်မယ်ဖြစ်တိုင်းလည်းပဲစိတ်ကိုဒဏ်ရာရစေတယ် social relationship ဒီတခြားလူနဲ့ဆက်ဆံရေးတွေထိခိုက်စေမိဘနဲ့သားသမီးတော်မှာထိခိုက်စေအဲ့ဒါကြောင့်မလို့စိတ်တူတာကိုဒီတိုင်းမထားဘဲနဲ့ကိုယ့်အကိုပြန်ပြီးတော့ကင်တွယ်ပါကိုယ့်အကိုပြန်ပြီးတော့ကုစားပါ healing ဖြစ်အောင်လုပ်ပါကိုယ့်အကို manage လုပ်ပါအဲ့လိုလုပ်နိုင်တဲ့ခါကျဘဝကပျော်ရွှင်စရာကောင်းပါတယ်
မဟုတ်ရင်ကြောက်စိတ်နဲ့ဆိုရင်တွေးတဲ့လူတချို့လူကြတော့ကိုယ်နဲ့မသိလို့သူတို့ကြောက်တယ်မသိလို့ကြောက်တယ်တချို့လူကြတော့ကိုကသူတို့အကြောင်းသိလို့ကြောက်တယ်မသိတာလဲကြောက်သိတာလဲကြောက်ဆိုဘယ်လိုလုပ်မှာတော့ဘယ်လိုလုပ်မှာတော့ဒါဖြင့်စိတ်တူတာဘယ်လိုနေရာမျိုးမှာစိတ်တူတတ်ထုံးဆိုတချို့ပုဂ္ဂိုလ်တွေကအရန်စိတ်သဘောထားလဲကောင်းတယ်စိတ်ရင်းစေနာတွေကောင်းတယ်စိတ်ရင်းစေနာကောင်းရင်လည်းစိတ်တူတတ်တာဘာကြောင့်ဖြစ်တတ်တာတော့ကိုယ်စိတ်ကိုပြန်ပြီးတော့သုံးသပ်တတ်ဖို့ပြန်ကြည့်တတ်ဖို့အဲ့ဒါလေးအရေးကြီးတယ်တခါတခါ perfectionist attitude ပေါ့နော် perfectionist လူတယောက်ကို perfect ဖြစ်အောင်ကိုကမျောလင့်ထားတယ် perfect ဖြစ်မဲ့လို့ကိုကမျောမှန်းထားတယ်ကိုမျောလင့်ထားတဲ့အတိုင်းမဖြစ်တဲ့ခါကျတော့အလိုလိုနေနဲ့စိတ်တူတယ်လိုလိုနဲ့စိတ် perfection တကယ်ရှိလား perfection တကယ်မရှိဘူး imagination ထဲမှာပဲရှိတယ်စိတ်ကူးထဲမှာပဲရှိတယ် perfection ဗုဒ္ဓမြတ်စွာဘုရားဒီဘုရားအလောင်းဘောဓိတတ္တဘုရားအလောင်းဘဝအနေနဲ့ပါရမီဖြည့်နေတဲ့ချိန်တော့ဆိုရင်ဗုဒ္ဓဖြစ်ရင်တမ္မိဉာဏ်ရရင်တော့ perfect ဖြစ်မှာပဲဒီလိုတွေးမိကောင်းတွေးမိနိုင်တယ်တွေးမိမယ်ထင်တယ်ဗုဒ္ဓဖြစ်ပြီးဘုရားဖြစ်ပြီးတမ္မိဉာဏ်ရပြီဆိုရင်ဒီလောကလုံးကိုကယ်ဆယ်မယ်ဒီလောကလုံးကိုကူညီမယ်ဆိုတဲ့ကျုံဝါမှုကျုံဝါခဲ့တာဟုတ်ဒါစေတနာကြောင့်ပါဒီနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ကရုဏာအင်အားကြောင့်ပါ compassion ကြောင့်ပါတကယ်ဘုရားဖြစ်ပြီးတဲ့အခါကျတော့ဗုဒ္ဓခါရာဒီမဟာဗောဓိပင်အောက်မှာထိုင်နေနေအခုငါသိထားတဲ့အသိဉာဏ်တွေနဲ့အခု discover ဖြစ်ထားတဲ့ intelligence နဲ့ငါသွားပြီးတော့ share လုပ်မဲ့လူတွေပြောပြမဲ့လူတွေ gap ကအရင်ကြီးနေတာပါလားလူတော်တော်များများကနားလည်မှာမဟုတ်ဘူးငါသွားပြောမှကပစ္စည်းဥစ္စာတွေများစုစည်းထားရင်စိတ်ထဲမှာမလုံခြုံဘူးငါဒီလိုပြောမှာအဲ့ဒါကြောင့်ကိုယ်မှာရှိတဲ့ပစ္စည်းဥစ္စာကိုတခြားလူတွေနဲ့ share လုပ်ပါအလှူဒါနလုပ်ပါလူဒါနလုပ်တဲ့အခါမှာစိတ်ကိုကလေ့ကျင့်ရတယ် let go လုပ်တယ်အဲ့ဒီစိတ်ကမှလူကိုလုံခြုံမှုဖြစ်စေတာ secure ဖြစ်စေငါဒီလိုဟောမယ်လူတွေချတော့ကြောက်စိတ်များလေပစ္စည်းပို့စုလေကြောက်စိတ်များလေပို့ပြီးတော့စုလေကိုဗစ်ဖြစ်ခါစားတော့ဆိုရင်စုတာတခါတည်းအိမ်30ခုတွေရောနောက်စာသုံးကုန်တွေစုတာလေနိုင်ငံကြီးတွေမှာစူပါမားကတ်အကြီးကတခါတည်းပြောင်းသွားတာပဲဘာဖြစ်လို့အဲ့လိုဖြစ်တာတော့ကြောက်စိတ်ကြောင့်ပါအဲ့ဒါစုလိုက်တယ်ဆိုရင်စိတ်ထဲမှာလုံခြုံသွားရလို့ယူဆတာလုံခြုံလို့ယူဆသွားတာအဲ့ကြောင့်အများကတွေးတဲ့ဟာနဲ့ဗုဒ္ဓမြတ်စွာဘုရားတွေးတဲ့ဟာနဲ့တခြားစီဖြစ်နေဗုဒ္ဓမြတ်စွာဘုရားကစိတ်ထဲမှာလုံခြုံတယ်မလုံခြုံဘူးဆိုတာကအပြင်မှာပစ္စည်းဘလောက်ရှိရဆိုတဲ့ဟာနဲ့မပတ်သက်ဘူးနော်ကိုယ်စိတ်ကိုယ့်ရဲ့စိတ်ထဲမှာကြောက်စိတ်ရဲ့အရင်းမြစ်တွေကြောက်စိတ်ရဲ့အခြေခံတွေရှိသေးလားအဲ့ဒီပေါ်မှာမူတည်တာအဲ့ကြောက်စိတ်ကိုလည်းပဲသူရှိတဲ့နေရာနှလုံးသားထဲမှာပဲသူ့ကိုဖယ်ရှားပြရအပြင်ကပြည်စည်းနဲ့
မဆိုင်ဘူးအဲ့တော့လူတွေကတစ်ဖက်သွားတယ်ဗုဒ္ဓမြတ်စွာဘုရားကတစ်ဖက်ကြွားတယ်လူတွေကလွယ်ကူတဲ့နည်းကိုပဲလိုက်တာလေအလွယ်လိုက်တာလေကြောက်စိတ်ဖြစ်လို့ကိုပစ္စည်းတစ်ခုရတယ်ဆိုရင်ကြောက်စိတ်နည်းနည်းလေးသက်သာသွားတယ်လို့ထင်ရတယ် relief ဖြစ်သွားတယ်လို့ထင်ရတယ်ဒါပေမဲ့အဲ့ဟာကကြောက်စိတ်တကယ်နေသွားတာမဟုတ်ကြောက်စိတ်ကိုဖုံးဖိထားတာပဲရှိတယ်ဗုဒ္ဓမြတ်စွာဘုရားကြတော့ကြောက်စိတ်ကိုသူရှိတဲ့နေရာကြောက်စိတ်ဘယ်နေလာတော့ကြောက်စိတ်ကငါနေလာတာငါဆိုတဲ့အတွေးနေလာတာငါဆိုတဲ့အတွေးများတယ်ဆိုရင်ဘေးမှာထိုင်နေတဲ့လူနဲ့ကိုယ်ဘလို့မှဆက်ဆက်လို့မရတော့ connection ယူလို့မရတော့အဲ့လူနဲ့ connection ယူလို့မရတော့ဘူးဆိုရင်အဲ့လူကကိုယ့်အတွက်ကြောက်စရာဖြစ်လာတယ်ပြိုင်ဘက်ဖြစ်လာတယ်အန္တရာယ်လို့ကိုမြင်လာတယ် you start seeing that person as a threat ဒီဟာကိုဗုဒ္ဓမြတ်စွာဒါက is a mere perception ဒါစိတ်ထဲမှာကိုယ့်အကိုဖြစ်လာတဲ့အရာတစ်ခုပဲတကယ်ဖြစ်တာမဟုတ်အဲ့ဒါကို perceived threat လို့ခေါ်တယ်စိတ်ကူးတဲ့ကအန္တရာယ်ပေါ့တကယ်အပြင်ကအန္တရာယ်မဟုတ်ဘူးအဲ့ဒီလိုပုံစံမျိုးနဲ့ကြည့်ကြတာလေလုပ်ငန်းခွင်မှာဆိုရင်လည်းပဲလူတယောက်ယာရုတက်သွားတယ်ကျန်တဲ့လူတွေကသူ့ကိုအန္တရာယ်လို့မြင်တယ်မုဒိတာဖြစ်မဲ့ဆန်းဒီလူကတော့အာနာရှိသွားပြီငါတို့ဘယ်လိုလုပ်မလဲမသိဘူးဘာစီကနေထုတ်မလဲမသိဘူးဘယ်လိုမျက်နှာလိုက်မလဲမသိဘူးအဲ့လိုစိတ်တွေကိုယ့်ကိုတွေးပြီးတော့ဖြစ်တယ်ယာထုတက်သွားလူလည်းပဲငါယာထုတက်သွားကြမလို့တခြားလူတွေကငါ့ကိုကြိုက်မှကြိုက်ပါမလားဘယ်လိုဖြစ်မှာတော့ဆိုပြီးတော့သူတို့ကိုကြောက်စိတ်နဲ့ပြန်ကြည့်ပြန်ရောဒါကငကိုကလေးကလှုပ်ပေါ်ကံဖက်တွေကြားထဲမှာနော်ကြောက်စိတ်ဖြစ်ပေါ်လာပေါ့တကယ်လို့အုပ်စုချင်းမတူဘူးလူမျိုးချင်းမတူဘာသာစကားချင်းမတူဘူးနိုင်ငံရေးပါတီချင်းမတူဘူးဆိုရင်တော့ကြောက်စိတ်ပို့ပြီးတော့များနေတာပေါ့ကြောက်စိတ်ပို့ပြီးတော့များနေအဲ့ဒီကြောက်စိတ်နဲ့အာနာရသွားတဲ့ပုဂ္ဂိုလ်တွေအာနာရသွားတဲ့ပုဂ္ဂိုလ်တွေဆိုသူကကြောက်စိတ်နဲ့ပဲနေရာတကာကိုသူတို့ကြည်မှာပဲတကယ်ကြောက်စရာကောင်းတဲ့လူလည်းပဲကြောက်စိတ်နဲ့ကြည်တယ်ကြောက်စရာမကောင်းတဲ့လူလည်းပဲကြောက်စိတ်ကချဲ့ပြီးတော့လေအန္တရာယ်ကိုချဲ့ပြီးတော့ကြည်လိုက်တာပဲအန္တရာယ်ကိုချဲ့ပြီးတော့ကြည်လိုက်တာအဲ့ဒီလိုမြင်လိုက်ပြီဆိုရင်ကြောက်စိတ်ဝင်လာပြီဆိုရင်တယောက်ကိုတယောက်ကြည်တာဘုံဘုံတို့က negative ပဲကြည်တယ် negative ကြည်မကောင်းတဲ့အရာပို့ပြီးတော့ကြည်ဖြစ်တယ်ကောင်းတဲ့အရာမကြည်ဖြစ်ဘူးဥပမာဘုံတစ်ခုပြောမယ်နော်လူတွေဥပမာပါတီသွားတယ်ဆိုပါတော့စားကြတောက်ကြတယ်ပါတီသွားတယ်တဲ့အခါမှာလူ100လောက်ရှိတယ်အဲ့လူ100ထဲမှာကိုသိတဲ့လူလည်းရှိမှာပေါ့မသိတဲ့လူလည်းရှိမှာပေါ့ကိုမသိတဲ့လူတယောက်ကကိုယ့်ကိုမျက်စုံထိုးပြီးတော့ကြည်တယ်ဆိုရင်ပေါ့နော်ကိုဘယ်လိုနေရတော့အဲ့လူကကိုပဲသွားတယ်ဘသူနဲ့စကားပြောတော့ scrutinize လုပ်မယ်စူးစိုက်ပြီးတော့ကြည့်မယ်အဲ့လိုကြည့်မယ်ဆိုရင်အဲ့ချိန်မှာကိုဘယ်လိုခံစားရတော့တရားထဲကတယောက်ပဲနော်69ယောက်တခြား69ယောက်ကအဲ့လိုမလုပ်ဘူးသူတို့ကနဲ့သူစကားပြောကြဆိုကြစားကြတောက်ကြလုပ်နေတယောက်တည်းပဲကိုတိတ်ပြီးတော့မကြည်တဲ့အကြည့်နဲ့ကြည်တယ်အဲ့ပါတီထဲမှာကိုနေရတာ uncomfortable ဖြစ်လာတယ်နေမထိထိုင်မသာဖြစ်လာဘာဖြစ်လို့တော့ကြောက်စိတ်ကအရန်ကိုအားကောင်းတယ်တန်လိုက်လို့ပဲသူ
သူကဆွဲအားကောင်းတယ်ကိုယ်မှရှိတဲ့ attention တွေအားလုံးအဲ့တယောက်စီပဲရောက်သွားတယ်ကျန်တဲ့69ယောက်စီမရောက်တော့ဘူးကြောက်စိတ်ကအဲ့ဒီ negative experience ကို magnify လုပ်လိုက်တာချဲ့လိုက်တာကျန်တဲ့လူတွေလည်းကိုယ့်ပေါ်မှာကောင်းတဲ့လူတွေလည်းရှိမှာပဲအဲ့ပါတီထဲမှာသူတို့ရဲ့positive impact ကတိတ်မများတော့ကြောက်စိတ်ရဲ့သဘောတရားကဒီလိုဖြစ်သွားတယ်ဒါကြောင့်ကြောက်စိတ်နဲ့ negative attitude နဲ့လည်းပဲဆက်ဆက်နေတယ်အဆိုးမြင်ဝါဒနဲ့ကြောက်စိတ်နဲ့လည်းဆက်ဆက်နေလူတယောက်ကိုဆိုးမြင်နေဆိုအဲ့လူကိုကြောက်လို့သူ့ကြောက်လို့မိဘတွေကသူတို့ရဲ့သားသမီးကိုမကြောက်တဲ့ခါကျတော့သူတို့သားသမီးတွေဘာပဲလုပ်အကောင်းပဲမြင်တယ်အကောင်းပဲမြင်တယ်တကယ်လို့ကြောက်စိတ်ဝင်လာတယ်ဆိုရင်တော့မိဘနဲ့သားသမီးကြားတဲ့တောင်မှာတူကိုတူ negative အမြင်တွေပဲမြင်တော့တယ်မကောင်းတာပဲရွေးပြီးတော့မြင်တော့တယ်နောက်တစ်ခုဘယ်လိုနေရာမှာစိတ်တူတတ်တုံးဆို expectation ရှိတဲ့နေရာမှာကိုမျှော်လင့်ချက်တွေရှိတဲ့နေရာမျှော်လင့်ထားတဲ့အရာမျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာဘူးဆိုရင်ဘာဖြစ်တုံးကိုစိတ်ဖြစ်တယ်ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားက perfection မရှိဘူးဆိုတာကိုဗုဒ္ဓဂါယမှာရှိကြတဲ့အဲ့ဒါသူမြင်လာတယ်အစင်းအမြင့်ဆုံးတပ်ပညုရဉာဏ်ကိုယ်တိုင်ရရှိထားတာကိုယ်တိုင်ရှာဖွေတွေ့ရှိထားတာတော့မှဒီတပ်ပညုရဉာဏ်ကလူတွေမှာရှိတဲ့အဝိဇ္ဇာကိုအကုန်လုံးမပယ်ဖြတ်နိုင်ဘူးလူတချို့ကိုပဲကူညီပေးနိုင်တယ်လူအများစုမကူညီပေးနိုင်ဘူးတချို့လူတွေကမျက်လုံးထဲမှာတဲ့ရဲ့ဘာသာမျက်လုံးထဲမှာဖုံနေသိပ်ထူနေတယ်အဲ့လူတွေကိုဗုဒ္ဓမြတ်စွာဘုရားဒါမကူညီနိုင်ဘူးဆိုတော့သူ့ရဲ့ limit ကိုသူကလက်ခံထားလိုက်တယ်သူ့ရဲ့အတိုင်းအတာကိုသူလက်ခံထားလိုက်တယ်အဲ့ဒီလိုလက်ခံထားတဲ့အတွက်ကြောင့်မို့လို့မြတ်စွာဘုရားကစိတ်မတူတော့ဘူးစိတ်လည်းမပြတ်တော့လောကဤကိုဖြစ်ချင်တဲ့အတိုင်းအကုန်မဖြစ်ပါဘူးအင်္ဂလန်နိုင်ငံဝန်ကြီးချုပ်အရန်အာဏာရှိပါတယ်အမေရိကန်သမ္မတတကယ်အာဏာရှိပါတယ်ပြင်သစ်သမ္မတတရုတ်သမ္မတအကုန်အာဏာရှိပါတယ်သူတို့မေးကြည့်ရင်သူတို့ဝန်ခံမှာပဲအကုန်ဖြစ်ချင်တဲ့အကုန်လုပ်နိုင်လားဆိုအကုန်မလုပ်နိုင်ဘူးအကုန်မလုပ်နိုင် limitation တွေရှိအဲ့ limitation ကိုလက်ခံတာကိုဒီစိတ်တူတတ်တဲ့အလေ့ကျင့်စိတ်တူတတ်တဲ့အကျင့်ကိုရော့ပါစေတယ် limitation ကိုလက်ခံကို limitation ကိုလက်ခံတဲ့အခါကျတော့ကိုတယောက်တည်းလောက်ရမယ့်အစားလုံးမဲ့အစားတခြားလူတွေရဲ့အကူအညီလည်းကိုကယူတယ်တခြားလူတွေလောက်တတ်တာကိုလည်းပဲကိုက appreciate လုပ်တဲ့တန်ဖိုးထားတယ်မဟုတ်ရင်တခြားလူတွေတခုကိုလောက်တတ်တာအတတ်ပညာတခုအသက်မွေးအကြောင်းပညာတခုလောက်တတ်တာပြောတတ်ဆိုတတ်တာလူကြားတဲ့ဝင်တတ်တာအဲ့ဒါကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာဘာဖြစ်တော့ you feel threatened ကြောက်စိတ်ဝင်တယ်တိမ်ငယ်တဲ့စိတ်ဝင်တယ်တိမ်ငယ်တဲ့စိတ်ဝင်တယ်အဲ့ဒါကြောင့် Buddhist philosophy ကဗုဒ္ဓအတွေးခေါ်တာလောကကြီးရဲ့မပြည့်စုံမှုလောကကြီးရဲ့ limitation လောကကြီးရဲ့အတိုင်းတာဒီဟာကိုလက်ခံပါလို့ဒီအထက်ဗုဒ္ဓမြတ်စွာဘုရားရောသာဝကကြီးတွေရော
ဆိုဆုံးမှာအတိတ်တော်လောကောဘလောက်ပဲဖြစ်ဖြစ်မပြည့်နိုင်ဘူးတဲ့ဥနောလောကောဘလောက်ပဲဖြစ်ဖြစ်အမြဲတမ်းချိုက်နေတယ်မပြည့်နိုင်အဲကြောင့်မျောလင်းတဲ့စိတ်ကိုယ့်ရဲ့ expectation ကိုပြန်ပြီးတော့ကင်တွယ်တတ်တယ် management of expectation တရားရှိရတယ်အဲ့တော့ဗုဒ္ဓမြတ်စွာဘုရားကသူ့ရဲ့ဗုဒ္ဓမြတ်စွာဘုရားသူ့ရဲ့ expectation ကိုသူrealistic ဖြစ်အောင် day 1 ကလေးကလုပ်ထားတယ်။ဘာနာပြည့်နေရမှာဒီစာအုပ်ထဲမှာဆိုရင်လေမစ္စည်းမနိကေဒီတုတ်တန်ထဲမှာယဟန်တွေ900လောက်အယံပညာတက်တယ်။ပုံနှားပြောနေပြီးတော့ယဟန်လောက်ဝတ်တယ်။အဲ့ဒါသူတို့ကမြတ်စွာဘုရားဟောရတဲ့တရားတွေကို theory အရလေ့လာနေအယံမြန်တယ်သူတို့က scholar တွေဆိုအယံမြန်တဲ့ခါကျတော့ငါတို့အကုန်တက်ပြီဗုဒ္ဓဟောရငါတို့တက်ပြီဆိုတော့မာနတွေဖြစ်အဲ့ဒီမြတ်စွာဘုရားကသူတို့ကိုခေါ်ပြီးတော့တရားဟောတယ်လက်တွေ့နဲ့ theory နဲ့နှစ်ခုစလုံးပေါင်းစပ်တဲ့ခါကျမှနားလည်နိုင်တယ်တရားကိုဟောပြပေးတယ်ဒီpsychology နဲ့ဆိုရင်တော့ cognitive process ကိုပြောတာပေါ့ cognitive process အဲ့ဟာကိုဟောတာသူတို့ကနားမလည်နိုင်တော့နားမလည်တဲ့ခါကျတော့အဆုံးမှာသူတို့ကတာရုမခေါ်တဲ့ they didn't like it တာရုမခေါ်ယဟန်မြတ်စွာဘုရားတရားဟောပြီးတော့တာရုမခေါ်တဲ့ပုံကိုယ်တွေရှိတယ်ယဟန်တွေလည်းရှိတယ်ဒီယဟန်တွေသူတို့ကလည်းအယံကိုhonest ဖြစ်တယ်အယံကိုရိုးသားတယ်နားလေတဲ့ခါကျမှနားလေတယ်ပြောတယ်ကြိုက်တဲ့ခါကျမှကြိုက်တယ်သာဓုခေါ်တယ်မကြိုက်ရင်မကြိုက်ဘူးလို့ပြောတယ်နောက်တရားတစ်ပုဒ်ထပ်ဟောတဲ့ခါကျမှတို့ကနားလေပြီးအကုန်လုံးယဟန္တာဖြစ်ကုန်ယဟန္တာဖြစ်ကုန်ဆိုလိုတာကတစ်ဖက်ကမြတ်စွာဘုရားရဲ့ limitation ပေါ့နော် limitation ဆိုတာသူက45ဝါပဲတရားဟောနိုင်မှာဟုတ်နောက်ပြီးတော့ဒီခန္ဓာကိုယ်နဲ့ဒီရုပ်ခန္ဓာကိုယ်နဲ့သူကနားရသေးတာဟုတ်ဘုံတို့လောက်တော့မနားရဘူးပေါ့ဒါပေမဲ့နားရသေးတယ်45ဝါပဲလှုပ်နိုင်မှာကျန်တဲ့မြတ်စွာဘုရားတွေကတက်တော်ရှိတယ်ခေါရမမြတ်စွာဘုရားကဝါတော့တိတ်မကြဘူး45ဝါနောက် limitation တခုကနာတဲ့တရားနာလူ limitation သူတို့နားလည်မှာအဲ့ဒါကြောင့်ကိုယ့်ရဲ့ expectation ကိုဘဝရဲ့ expectation ကို manage လုပ်တတ်တဲ့ခါကျမှစိတ်တူးတာတွေစိတ်ပြတ်တာတွေတက်တာမှာကိုဘဝမျောလင့်ချက်ကိုပြန်ပြီးတော့နားမလည်ဘူးဆိုရင်အလွယ်တကူစိတ်တူတတ်တယ်အလွယ်တကူစိတ်ပြတ်တတ်တယ်ဘဝမှာအလွယ်တကူစိတ်အတက်အကျမှုဆွင်းတွေဖြစ်လိမ့်မယ်အဲ့လိုဖြစ်တယ်ဆိုရင်ကိုလုံနိုင်တဲ့အရာကိုအောင်မြင်ထားတဲ့အရာကိုလည်းပဲကိုကပီတိမဖြစ်တော့ဘူးစိတ်တူတတ်တဲ့အကျင့်ကဝင်လာတာအခုဒီစိတ်တူတတ်တဲ့အကျင့်ကိုဘယ်လိုကင်တွယ်ရမယ်ဆိုတာလေးဘုံဘုံပြောပြကိုယ်စိတ်တူစေတဲ့အရာတခုတော့ရှိတာပဲစိတ်တူတဲ့အချိန်ပေါ့လူတယောက်ကကိုယ့်ရဲ့စိတ်တိုင်းမကြလို့အဲ့လူတယောက်ကကိုယ့်မိသားစုဖြစ်နေမယ်ကိုယ့်သားသမီးဖြစ်နေမယ်ကိုယ့်မိဘဖြစ်နေမယ်ကိုယ့်မောင်နှမဖြစ်နေမယ်ကိုယ့်ရဲ့ colleaguesလုပ်ပေါ်ခံပဲဖြစ်နေမယ်ဒါမဟုတ်လည်းပဲကိုယ့်ရဲ့ပြိုင်ဘက်ပေါ့စီးပွားပြိုင်ဘက်နိုင်ငံရေးပြိုင်ဘက်အဲ့လိုမျိုးတွေဖြစ်လိမ့်မယ်
အဲ့ဒါမျိုးဖြစ်ရင်ကိုယ်စိတ်ကိုဘယ်လိုကြည့်ရဘယ်လိုသဘောထားမှာတော့ဘယ်လိုပြန်ကြည့်ရမှာအဲ့ဒါလေးဘုံဘုံဖြောပြရင်ဒီတရားပွဲကိုအဆုံးသတ်မယ် attention training ဆိုတာရှိတယ်ကိုယ့်ရဲ့ attention ကိုလေ့ကျင့်ပေးရတယ် attention ဆိုတာကကိုယ်အာယုံစိုက်တဲ့နေရာခရောင်းကပြောခဲ့ပြီးလူ100ရှိတာနော်ပါတီတစ်ခုသွားတာလူ100ရှိတာလူ1ယောက်ကပဲကိုယ်မကြည့်တဲ့အကြည့်နဲ့ကြည့်တာကိုယ့်ရဲ့ attention ကအဲ့ကိုပဲရောက်သွားတယ်ပြန်ဆွဲလို့မရတော့ဘူးပြန်ခေါ်လို့မရတော့ကိုယ့် attention သူ့စီမှာပဲရောက်နေတယ်အဲ့လူ1ယောက်ကပဲကိုယ့်ရဲ့ attention ကိုဆွဲကင်ထားတယ်ဆုပ်ကင်ထားတယ် control လုပ်ထားတယ်attention ကို training ပြန်လုပ်ပေးရမယ်ကိုယ်စိတ်ကိုပြန်ပြီးတော့ဆွဲထုတ်နိုင်တယ် so that you can distance yourself emotionally from that negative person ဒါလေးလိုအပ်တယ်ဘုံဥပမာလေးပြောပြမှောင်နေတဲ့အခန်းထဲကိုဓာတ်မီတလက်နဲ့ဝင်သွားမယ်နော်အဲ့ဒီအခန်းထဲမှာအဲ့ဒီနိုင်ရန်ပေါ်မှာလည်းပဲပကြီကားတွေရှိမယ် now တိတ်မြည်နေတဲ့နိုင်လည်းရှိမယ်နိုင်ရန်ကတ်နိုင်လည်းရှိမယ်နောက်ပြီးတော့အောက်ကဘယ်နဲ့ရောက်လာမှမသိတဲ့အကောင်လေးတစ်ကောင်လည်းရှိမယ်အကောင်လေးတစ်ကောင်အဲ့အကောင်လေးကကြွက်ဖြစ်ခြင်းဖြစ်နောက်တခြားအကောင်ဖြစ်ရင်ဖြစ်မယ်အဲ့ဒါမျိုးပေါ့သုံးခုရှိပြီနိုင်ရဲ့ပကြီကားရဲ့နောက်ပြီးတော့ထိတ်လန့်စေတဲ့အကောင်လေးတစ်ကောင်ဒီကြားထဲမှာမျိုးတော့မှနေတဲ့လူဆိုရင်မိစက်တွေမောင်းတဲ့အချိန်မှာမိစက်အတန်တွေလည်းရှိရင်ရှိမှာအဲ့လိုဝင်သွားတဲ့အခါမှာဘယ်အရာကကိုယ့်ရဲ့ attention ကိုလာပြီးတော့ဆုပ်ကင်နေမှာတော့ကိုယ့် attention ကဘယ်နေရာကိုရောက်သွားမှာတော့ရောက်သွားတဲ့ဟာက automatic ရောက်သွားတာလားကြောက်စိတ်ကြောင့်အဲ့ကြောက်เสียအကောင်လေးတစ်ကောင်စီရောက်သွားမှာလားဒီနေရာမှာအဲ့ဒီအကောင်လေးကပင်ကူဖြစ်မယ်ဒါမှမဟုတ်လည်းပဲအိမ်မြောင်ဖြစ်မယ်နော်ဒါလောက်ထိကြောက်เสียမကောင်းဒါပေမဲ့ကိုယ့်ရဲ့စိတ်ကအဲ့ဒီနေရာဒီနေရာထဲကိုပဲသွားပြီးတော့ focus လုပ်နေတယ်ဆိုရင်ကြောက်စိတ်ကမြင့်သွားတယ်ကြောက်စိတ်ကများသွားတယ်ကြောက်စိတ်များသွားဒါကြောင့်မို့လို့အဲ့ဒီအခန်းထဲကိုဝင်သွားတဲ့အခါမှာကိုအာယုံစိုက်တဲ့နေရာကို attention ကဘာနဲ့တူတော့ဆိုတော့လက်နဲ့ဓာတ်မီနဲ့တူတယ်အဲ့လက်နဲ့ဓာတ်မီကိုကဘယ်နေရာမှာသွား focus လုပ်တော့ဘယ်နေရာမှာသွား focus လုပ်တော့အဲ့ focus လုပ်တဲ့နေရာမှာကိုယ့်ရဲ့ emotion ကသွားပြီးတော့နေမယ်သွားပြီးတော့နေမယ်အဲ့ဒီအကောင်နဲ့သွားပြီးတော့ focus လုပ်မယ်ဆိုရင်အဲ့ဒီအကောင်နဲ့ပတ်သက်တဲ့ emotion တွေပေါ်လာမယ်ပကြီကားနဲ့ပတ်သက်ပြီးတော့ပကြီကားကိုသွားပြီးတော့ focus လုပ်မယ်ဆိုရင်အဲ့ဒီရောက်လာမယ်မဟုတ်ရင်လည်းပဲနိုင်ကိုသွားကြည့်ရင်နိုင်ရောက်သွားမယ်တရားထိုင်တဲ့အခါမဟာစီနီနဲ့ရောသိန်းကူနီနဲ့ရောဘုံဘုံသိရသလားဆိုရင်တော့ဝေဒနာကိုအရင်ဆိုင်ရတဲ့အခါမှာတဏှာထဲမှာမကြည့်နဲ့ဆိုတော့instruction တစ်ခုပါတယ်တခါကျအဲ့နေရာစိုက်ကြည့်ဆိုတာပါတယ်ဒါက contradictory မဖြစ်ဘူးမဆန့်ကျင်ဘူးယောဂီရဲ့တမာရီအချိန်ကိုကြည့်ပြီးတော့ဘယ်အချိန်မှာအဲ့ဒီဝေဒနာရှိတဲ့နေရာမှာကိုစိုက်ပြီးတော့ကြည့်ရမယ်ဆုံးနေကြည့်ရမယ်ပေါ့တကယ်လို့တမာရီအားကောင်းတမာရီအားမကောင်းတဲ့အချိန်မှာသိန်းကိုဆရာတော်ကြီးကမာစီဆရာတော်ရဲ့ဘယ်လိုမိန်လို့ဆိုတော့ attention ကိုဖြန့်ပြီးတော့ကြည့်ပါဖြန့်ပြီးတော့ကြည့်
ဆိုလိုတာကကိုယ့်ရဲ့ဓာတ်မီကိုဓာတ်မီကိုထိုးပြီးတော့နိုင်ကိုလည်းကြည့်လိုက်ပကြီးကလည်းကြည့်လိုက်နောက်ပြီးတော့လည်းကြည့်လိုက်အိမ်ညောင်လေးကိုလည်းကြည့်လိုက်အဲ့လိုမြင်ကွင်းကျင်မြင်ပြီဆိုရင်ကြောက်စက်နှဲသွားတယ်ကြောက်စက်နှဲတယ်အိမ်ညောင်ကြောက်တတ်တဲ့ပုဂ္ဂိုလ်တောင်မှကြောက်စက်နှဲသွားတယ်ဘာဖြစ်ဆိုအိမ်ညောင်ကတကောင်တည်းပဲရှိတယ်ဆိုသူကမြင်သွားတာ ဒီစာအုပ်ထဲနေပြီးတော့ဘုံဖတ်ပြမယ် compassion focus therapy ဒါအင်္ဂလန်နေဝယ်လာတဲ့စာအုပ်လေးပဲ our mind has a better safe than sorry default factory setting မြန်မာစကားမှာဘယ်လိုပြောလို့ကြောက်တတ်တာအန္တရာယ်ရှိတယ်ဆိုတဲ့အယူဆကို default position ထားတယ် computer နဲ့ပြောရင်ပေါ့နော် default position ထားကြောက်တဲ့စိတ်ကိုဘုံဘုံတို့က computer အနေနဲ့ဆို default position လောက်ထားတယ်ပုံမှန်နေထားလောက်ထားတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံဘုံတို့က we often overestimate the threats around us ကိုဘေးနားမှာရှိတယ်အန္တရာယ်တွေကိုရှိတာတဲ့ကိုပို့ပြီးတော့ချဲ့ပြီးမြင်တတ်တယ် as such our attention is easily caught by perceived threat အဲ့ဒီကြောက်စိတ်ကြောင့်အန္တရာယ်လို့ထင်ထားတဲ့အရာကကိုယ့်ရဲ့ attention ကိုပို့ပြီးတော့ယူသွားတယ်ပို့ပြီးတော့ရတယ်ခေါင်းကဘုံပြောပြီးပြီပါတီမှာလူ100ရှိတယ်လူ1ယောက်ကပဲကိုယ့်ကိုဟိုလူမိုက်ကြည့်နေကြည့်ကျန်တဲ့လူတွေကကိုယ့် positive အမြင်နဲ့ကြည့်တဲ့လူတွေကြည့်ပဲဒါပေမဲ့ကိုယ့်ရဲ့စိတ်ကအဲ့ဒီ negative ကြည့်တဲ့လူစီကိုပဲရောက်နေတာ we overestimate the perceived threat အဲ့လူကကိုယ့်ကိုကြောက်နေလိုက်ဖြစ်နိုင်တယ်သူကကြောက်စိတ်နဲ့ကိုယ့်အဲ့ပုံစံမျိုးကြည့်ရကန်ဆိုကိုယ်ကလည်းကြောက်စိတ်ပြန်ဖြစ်ပြန်ရောကြောက်စိတ်နဲ့ကြောက်စိတ်ကိုပြန်ပြီးတော့ reinforce လုပ်တာ fear plus fear ပဲနော်ကြောက်စိတ်နဲ့တယောက်ကြည့်တယ်ဆိုရင်ဆွေးနွေးတဲ့အခါစကားပြောတဲ့အခါမှာငါအလျှော့ပေးလိုက်ရင်ငါ့ကိုဘယ်လိုadvantage ယူသွားမယ်အခွင့်အလမ်းတွေယူသွားမယ်ငါ့ကိုဘယ်လိုအနိုင်ကျင့်မယ်ငါ့ကိုဘယ်လိုချေမှုန်းမယ်အဲ့စိတ်တွေဝင်အဲ့ဒီစိတ်နဲ့ဆိုရင်ငြိမ်းချမ်းဆွေးနွေးပွဲတွေဘလောက်ပဲလို့မရနိုင်နော်အင်္ဂလန်နိုင်ငံဟိုဘာသာပေါင်းစုံစည်းဝေးတွေဘုံခဏတက်ဖြစ်တယ်တို့ကအချင်းချင်းကြောက်စိတ်နဲ့အချင်းချင်းတန်တရားဖြစ်တဲ့စိတ်နဲ့ကြီးတဲ့ခါကျတော့နှစ်20ကျော်အတွင်းမှာဟိုဘုံပါဝင်ခဲ့တဲ့လောက်ဆိုအမှန်ထိရောက်တယ်ဆွေးနွေးပွဲတွေရှားပါတယ်2024ခုနှစ်အပုတ်ရန်မင်းကြီးရောက်လာတဲ့အခါမှာဒီအခမ်းပွဲတစ်ခုမှာဗုဒ္ဓဘာသာကိုစားထည့်ရတယ်အင်္ဂလန်နိုင်ငံမှာလူအများစုကအင်္ဂလိကန်လေ Church of England အင်္ဂလိကန်ခရစ်ယာန်ခိုင်းဝင်ပေါ့ Catholic ကလူနည်းစုအဲ့ဒီမှာChurch of Anglican ဒီ COE ခေါ်တာပေါ့ဟုတ်မှာတော့ Anglican ကိုယ်စလဲလည်းပဲတယောက်တည်းပဲဖိတ်တာပဲဗုဒ္ဓဘာသာလည်းပဲတပါးပဲပြင်းတယ်ကျူးကလည်းပဲတူးတယ်ပဲဟိုကြောက်စိတ်နဲ့ဆိုတော့ဟိုဆွေးနွေးတဲ့နေရာမှာနည်းနည်းလေး
တူနဲ့တူပွင့်ပွင့်လင်းလင်းမပြောရဲဘူးပွင့်လင်းပြောရဲဆိုရင်တစ်ဖက်ကကိုယ်အခွင့်အရေးယူသွားမှလားကိုယ်အားနဲ့ချက်ကိုတို့ကအခွင့်ကောင်းယူသွားမလားအဲ့ဒီစိုးရင်စိတ်တွေရှိတယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့အားနဲ့ချက်ကိုထုတ်ဖို့မပြောတဲ့နိုင်ငံတွေအချင်းချင်း distrust မယုံကြည်မှုသိမြင့်ပါတယ်သိမြင့်ပါတယ်ကိုယ့်ရဲ့အားနဲ့ချက်ကိုပြောပြတာဒါ psychologically strong ဖြစ်တဲ့လူအနေနဲ့ psychologically healthy ဖြစ်တဲ့လူအနေနဲ့ဆိုရင်ကိုယ့်ရဲ့အားနဲ့ချက်ကိုပြန်ပြီးတော့ပြောပြတာအားနဲ့ချက်မဟုတ်ဘူးအားနဲ့ချက်ကိုပြောပြလို့ကိုလိုချင်တဲ့ဟာတွေရသွားတာအများကြီးရှိတယ်အများကြီးရှိတယ်Now the spotlight focus attention as a spotlight is therefore not equally divided between all different things in our environment. Instead, the spotlight is drawn like magnet to potential threats. As a consequence, we often simply miss neutral as well as positive things in our environment. Akanda kane windware, pajidi shide, taka positive piteha, nai shide, da neutral piteha. Account later account shide, Oha pigeon pit me, the char account lady pigeon pit me, Emyam pigeon pit me. Anyhow, negative pitelo, you sign, any negative pit yaga. ကိုယ့်ရဲ့ attention ကိုပိုရတယ်တဲ့ magnet ဖြစ်နေတန်လိုက်လို့ဖြစ်နေအဲ့ဒီအချိန်မှာကိုကဘာ miss ဖြစ်သွားတော့ပကြီးရဲ့အလှကိုလည်းပဲမမြင်တော့ဘူးနိုင်ကပေးတဲ့နိုင်ကကိုယ့်ကိုအကူအညီပေးတဲ့ဟာအချိန်လေးတွေပြောပြတယ်အဲ့ဒါလည်းကိုမမြင်တော့ဘူးအဲ့ဒီအချိန်မှာအန်ဒရယ်လို့ကိုမြင်ထားတဲ့အရာကိုပဲကိုကြည့်မိရှိသမျှအင်အားတွေအဲ့ကိုပဲပုံအောပြီးတော့focus လုပ်တာအဲ့ဒီအချိန်မှာကိုယ့်ရဲ့အုံနောက်ထဲမှာ threat system က active ဖြစ်သွားပြီ amygdala ဆိုတဲ့နောက်က အုံနောက် active ဖြစ်သွားပြီဒီစားလေးပြ full catastrophic living MIT Professor John Kabat-Zinn တိတ်နာမည်ကြီးတဲ့စာအုပ်ဖြစ်ပါတယ်ဆရာဝန်ကြီးပါတရားထိုင်ပြီးတော့သူရနာလောက်ထားတာလူနာတွေမှာတဲ့နော်သူတို့ MIT တက္ကသိုလ်ရဲ့ဆေးရုံကလူနာတွေနာတာရှိလူနာတွေသူတို့ရဲ့ဘဝတွေပြီးဆုံးတာတွေအများကြီးရှိတယ်ဒါပေမဲ့နာတာရှိယောဂတစ်ခုရှိတယ်ဆိုပါတော့အဲ့နာတာရှိယောဂကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဖြစ်စည်းမှုပေါ့တစ်ချိန်လုံးအဲ့ဒီဝေဒနာစီကိုပဲစိတ်ရောက်နေတယ်နာကျင်မှုစီပဲစိတ်ရောက်နေမနာအောင်ဆိုပြီးတော့ဆေးတွေတောက်နောက်ကြောက်ကတ်တွေထိအဲ့မျိုးတွေဖြစ်ဆေးမြမြဒီလို pain killer မြမြတောက်လို့တော့ကြောက်ကတ်တွေပြက်ကုန်မှာပဲပြက်လည်းပြက်ကြတယ်ဆိုတော့1980လောက်မှာတို့စပြီးတော့ alternative treatment တွေလိုက်ရှာကြတယ်တခြားကုသနည်းလိုက်ရှာအဲ့ဒီမှာဗုဒ္ဓဘာသာတရားထိုင်တဲ့ဟာကိုသူတို့စပြီးတော့စမ်းသပ်ကြည့်ဒီဆရာကြီးကသူကျောင်းသားဘဝကလေးကဆရာကြီးဥပခေနီးနဲ့တရားထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူကဘာလို့တော့ဆိုသူ့ရဲ့လုပ်ပေါ်ခံမဲ့ဖြစ်တဲ့တမားတော်တွေစီကိုသွားပြီးတော့အကြောင်းကြားထားလိုက်တယ်ခင်ဗျားတို့စီကနာတာရှိယောဂ
nada shi vedana shi ne po no chronic pain shi de lu de ကျွန်တော်စီပို့ပါကျွန်တော်မှာဒီ program လေးရှိရဲ့အဲ့ program လေးပေးထားတယ်ရှင်းပြထားတယ်လာတဲ့ခါကျတော့သူကဆေးနဲ့မကူဘူးစိတ်နဲ့ကူတာ attention ကို training ပေးတာနော်တဲ့အဲ့ကိုစိတ်ရောက်သွားမယ်ဆိုအလို့ဝေနာစီစိတ်လိုလျောက်ရောက်သွားမယ်ဆိုဝင်လေထွက်လေစီနဲ့ကြည့်ပေးပါဝင်လေထွက်လေပြည့်ရင်ပါကြည့်ခိုင်းတော့ဆရာဥပခင်တို့ဆရာကြီးကိုငါတို့နီးတိုင်းဒီခန္ဓာကို sweeping လုပ်ခိုင်းတယ်လေဝေနာတွေကြည့်ခိုင်းတယ်ခေါင်းနေပြီးတော့အောက်ခြေတင်ဆိုလိုတာကဖြန့်ပြီးတော့ကြည့်ခိုင်းတယ်ဖြန့်ပြီးတော့ကြည့်ခိုင်းအဲ့လိုကြည့်ခိုင်းတဲ့ခါကျတော့ဝင်နေထွက်လေလေကြည့်တယ်နောက်တခြားခန္ဓာကိုယ်အစိတ်ပိုင်းနဲ့ top to toe အဲ့ဒါလည်းပဲကြည့်တယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ attention ကိုကိုယ်ကပို့ပြီးတော့ control ရတယ်လို့လူတွေကခံစားတယ်ကိုအာယုံကိုထားတဲ့နေရာမှာအခိုက်အတန့်တစ်ခုတည်းရတယ်ဝေဒနာကိုဒီဝေဒနာမ attention ကိုဝင်လင်ထွက်ရစမှာရှိတဲ့အခါမှာဝေဒနာကိုမသိတော့ဘူးဝေဒနာမရှိတာမဟုတ်ရှိတယ်ဒါပေမဲ့အဲ့ဝေဒနာကိုမခံစားတော့ခံစားတဲ့စိတ်မဖြစ်တော့ဘူးခံစားရစိတ်မဖြစ်တော့ဒါတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကတော့အလွယ်တကူနားလည်နိုင်တဲ့အချက်တွေပါကိုယ့်ရဲ့ attention ကို shift လုပ်လိုက်တာဘုံဘုံဆရာတော်ကြီးတပါးဖြစ်တဲ့ဓမ္မအနန္ဒဆရာတော်ကြီးအခုတော့မရှိတော့1980ကျော်လောက်ကလာမသိဘူး80လောက်ကဆက်ဆံနေစေအောင်မှာဟဲ့နေရခွဲတယ်လေဟဲ့နေရခွဲတဲ့ခါကျတော့ဆရာတော်ကြီးမေ့စေမယူမေ့စေမယူပဲနဲ့ခွဲချင်တယ်ဆိုတော့စေခြင်းတရားလည်းပဲမခွဲရဲကိုလန့်နေအဲ့ဒါနဲ့ညွန့်ချုပ်တော်တော်အန်ခင်စင်ကြီးဖုံးဆက်အဲ့ဒီဆက်တော်အန်ခင်စင်ဆရာနဲ့တည်နေကြဆိုအဆက်ပါတဲ့သူစီဆက်ပါဆိုတော့သူလည်းပြန်ပြီးတော့မေးတယ်ဆရာလည်းမထိုးလာထိုးထားတယ်ဒီတိုင်းဆိုရင်တော့မေ့စေကိုlocalize မေ့စေကိုအသင့်ပဲပြင်ထားဒီတိုင်းပဲခွဲလိုက်ဆိုဒီတိုင်းခွဲတာပဲဆရာတော်ရဲ့ဘာမှမဖြစ်ဘာဖြစ်ဆိုသူတုတ်တန်ပေါင်း1000ကြည့်အောင်တရားထိုင်လာတဲ့ဆရာတော်ကြီးဒုတိယကပါစိတ်ခရအဲ့တော့ mind training ကအရန်ကောင်းနေတဲ့ခါကျတော့သူ့ရဲ့စိတ်ကိုတခြားနေရာမှာသွားထားလိုက်တယ်အဲ့ဒီခွဲနေတဲ့ဝေနာစီမရောက်ဒါက spotlight attention လို့ခေါ်တဲ့ဒီ technique တွေပေါ့ spotlight attention ခေါ်တာဒါတော့ဒီခေတ်စကားတွေပေါ့နော်ခေတ် psychologist ရဲ့စကားတွေပေါ့ဗုဒ္ဓတရားတော်ထဲမှာတော့အဲ့ဒီ spotlight လုပ်တဲ့ဟာအဆင့်မြင့်ဆုံးဟာတော့ဧကဂတလို့ခေါ်တယ် one pointedness ခေါ်တာအဲ့လောက်ဒီလုပ်တယ်အဲ့ဒါဒီ MIT ကဆရာကြီးကအဲ့ဒါလုပ်ပြီးတော့အောင်မြင်လာတယ်လူနာတော်များများဆေးတောက်ဖို့မလိုတော့ဘူးနော်အဲ့ဒီ program ကိုအခု mindfulness based stress reduction တဲ့ stress ကို reduce လုပ်တယ်စိတ်ဖြစ်စီမှု reduce လို့ဘယ်လိုလုပ်တော့ attention ကို retrain လုပ်လိုက်တာ retrain ဘုံပြောရနော် retrain ကိုလိုချင်တဲ့နေရာကိုယ်စိတ်ကိုထားနိုင်အောင်လုပ်အဲ့လိုလုပ်ရတဲ့ခါကျတော့ဝေဒနာနဲ့ပတ်သက်ပြီးတော့စိတ်မတူတော့ဘူးစိတ်မညစ်တော့ဘုံဗီဒီယိုတခုပြချင်တဲ့အချိန်ရသေးတယ်နည်းနည်းပြလိုက်ဦးမယ်လေထက်ထုတ်ထားနေပြီးတော့ယူထားတဲ့ဟာလေးပါအဲ့ဟာပြပြီးပြီဆိုရင်conclude လုပ်ပြီးတော့ဒီတရားပွဲသိမှမယ်
So I'm a psychologist. And a lot of my work involves using compassion-focused therapy to help people work with emotions like anger. Anger can be a tricky emotion to work with because it can feel really powerful in us. So even when we can see that our uncontrolled anger is causing lots of problems in our lives or in our relationships, we can be reluctant to give it up. We like feeling powerful. We like feeling strong. And that's why I think that if we're really going to be able to commit ourselves to work with emotions like anger, we have to discover new ways to be strong. And that's where compassion comes in. Now, my own journey toward using compassion to work with anger actually began when my son was born, and I got to see the impact my own anger was having on my family. You see, I've got what you might call an angry or an irritable temperament. One way to think of temperament is the idea that some people are born having an easier time experiencing certain emotions. So some of you, I suspect, are very easygoing, right? You tend to take things in stride and don't get too worked up when things don't go your way. And if you're like that, by the way, good for you, right? It's nice. It's a nice way to be. However, others of us will have a very different experience of life. Some of you, for example, may have a much more anxious temperament. And you may notice feelings of anxiety coming up in you easily, frequently, and sometimes very powerfully. If you're like this, by the way, don't beat yourself up for it. It's not your fault. No, I mean it. It's not your fault. You see, we don't get to choose our temperament. But if we're going to have happy lives and good relationships, we've got to take responsibility for working with what we've got. And part of what I had to work with is anger and irritability. Now, this really came to a head for me when my son was about 3 months old. And I was home taking care of him one day, and it was a day in which I had a lot of work that I really wanted to get done. And so the parents among you will not be surprised to find out that on this particular day, my son took about an hour and a half longer than normal to go to sleep, right, for his morning nap. And I remember, finally he goes to sleep, and I'm gently setting him down into the crib and tiptoeing out of the room. And just as I get in the other room and I sit down to work, the cry. And with that cry, I was filled with anger. It took everything in me not to rush across the hall, stand over his crib, and yell, "Why can't you just sleep?" Luckily, that didn't happen. But something else did. The intensity of the anger I felt at my infant son for doing nothing more than not sleeping at the exact moment I wanted him to sleep. It shocked me awake. And I knew that if I was going to be anything like the sort of father I wanted my son to have, that I had to do something about my anger. Now, it turns out that there are actually quite a good number of effective anger management techniques. Now, this is true. If you're someone who struggles with anger, there are some powerful tools out there that you can use. The tricky bit is getting people to use those tools. You see, it's neither easy nor fun to admit that you have problems with anger and to commit yourself to working with it. Let me ask you a question. Have you ever said or done something out of anger that's caused terrible pain in the people you love the most? Well, me too. How's it feel to admit that to yourself? Do you find yourself wanting to move toward that experience or to move away from it and avoid it? It can also be a pretty lonely thing to be someone who struggles with anger. I mean, think about it. When we see someone who's anxious, what do we want to do? We want to approach and reassure them. When we see someone who's sad, we want to approach and comfort them. What do you want to do when you see someone who's angry and hostile? You want to get the heck out of there, right? Of course you do. We all do. That's part of what anger does. It
pushes people away. But what that means is that if you are someone who really struggles with anger, you can get very used to the sight of other people walking away because they don't want to be around you. And that's hard. For me, although the feeling of my anger felt powerful in me, when I really took a look at it, I discovered that behind that anger were a lot of other much more vulnerable feeling emotions. The fear that I couldn't control my own feelings, the sadness that my behavior was so different from the man I wanted to be, and the shame of watching the people I love the most walking on eggshells around me, afraid that they would say or do some random thing that would set me off, right? And in the face of all that scary stuff, I did what a lot of folks do. I avoided, right? I just tried not to feel it. Distract yourself, blame other people, rationalize, those sorts of things, right? And over time, I discovered through experience what a growing body of scientific research is demonstrating, which is that working with difficult emotions by avoiding them doesn't work, and often makes things worse. Now, being a good father was important to me, though, so at this point, I took decisive action in the way we academics do. I began to read. And one of the books I read was about His Holiness the Dalai Lama of Tibet. And in that book, I saw a vision of the sort of man I wanted to be, the sort of father I hoped I could become. Now, don't get me wrong, I have no aspirations to be the leader of a worldwide religion, but it was that courage, that wisdom, the kindness, the compassion. You see, compassion involves allowing ourselves to be moved by suffering, the suffering of other people, and even our own suffering, and experiencing a commitment, a desire to help alleviate that suffering. Compassion begins with courage, the courage to face the things that make us uncomfortable, and sometimes the courage to face the things that scare us the most about ourselves. Compassion gave me a way to work with my anger, not by turning away from it and avoiding it, but by turning towards it. Not with condemnation, but with kindness and a commitment to do better. And over time, I discovered that when I stopped blaming other people for my anger or beating myself up for having it, I could use a lot of those powerful anger management tools that I told you about before. And over time, I could help other people do the same. Now, as an aside, if this sounds easy, let me assure you it was not. It was, for me, admitting I had problems with anger and working with it was kind of like being Frodo marching into Mordor. You know, it was ugly. It was scary. A lot of times I didn't think I could do it. But over time, I discovered that the more you move towards it, the easier it gets, and the stronger you get. And after a while, all those terrifying emotions just stop being so terrifying and start being normal human feelings that we can acknowledge and work with. Let's try an exercise really quickly, if you would. I'd like you to bring to mind a situation in which you recently struggled. Maybe a time when you were feeling powerful feelings of anger or sadness or fear or shame or whatever you struggle with. And as you look back on that struggling version of you in that situation, try to look back with compassion, the way you would relate to someone that you dearly cared about and wanted to help. See if it's possible to see those powerful feelings and thoughts you had at that time, not as something that was wrong with you, but as normal human reactions that we have in the face of difficulty. If you were at your very best, your kindest, your wisest, your most courageous, your most compassionate, how would you understand what was happening there? If you could go back and whisper into the ear of that vulnerable version of you in that situation,
What support or encouragement might you offer to help yourself be at your best in that moment as you face that difficulty? You see, that's compassion. And if you're interested in bringing that compassion into the everyday moments of your life, you might try 3 things. It's a good start. The next time you notice yourself filled with anger, shame, or some other emotion you're struggling with, instead of just going and acting on that emotion or denying it and avoiding it and beating yourself up for having it, what if you just took a moment to just compassionately acknowledge what was happening in you? To notice, wow, I'm really angry right now. I'm really struggling. This is really hard. That's number 1. The second thing, at that moment, see if you can take a moment to slow things down. To take a minute or two, just slow down your breathing. Slowing down the body can help slow down the mind. Anger tries to convince us that we have to act right now, but we don't have to believe it. We can take a moment, work to balance our emotions first, and then work with the situation. Now, if this sounds awfully pie in the sky, let me say that I've used compassion-focused therapy to work with men sentenced to decades in prison, many of them for violent crimes. And yeah, when I walk into prison looking like this, talking about compassion, initially I get some eye rolls. But over time, these men discover what I had learned, that the anger that felt so powerful in them was often a method they used to run away from more vulnerable feeling emotions like sadness or shame. And that compassion gave them a way to work with all of that. And these men didn't just stop at working with their anger either. They actively looked for ways to support one another. And then they looked out into the world and they asked more questions. Questions like, how can I help people out there so they don't end up in here? Even from prison, how can I help? And if they can do it, so can we. That's true strength. That's compassion. Thanks. Abhata Sarayigo Kuga Tware. Tirawada, Podabada, Hema, Taka, attention, she get as a poem of Yoke Bibi. Nabidot is how crap. Say Ubakin and Neo, Nabid or Masi Neo, Kuga. To Puraka, anger offense. Is often used as a runaway from other vulnerable emotions. Koye say tema or vulnerable emotion or the negative emotion is she a emotion there to a emotion or Pongque need a Pongque put Paloja. ဒေါသထွက်လာတယ်ဒေါသနဲ့လာပြီးတော့ဖုံးကွယ်ပြီးဆိုလိုတာကကိုယ့်ရဲ့စိတ်ထဲမှာဒီ emotional weakness တွေရှိတယ်လူတိုင်းရှိတယ်အဲ့ emotional weakness ကိုဖုံးကွယ်ဖို့အတွက်ငါက strong ဖြစ်တယ်ဆိုတဲ့ feeling မျိုးရအောင်ဒေါသထွက်ပြတာ psychologist လို့သူက psychologist เนาะထောင်ထဲမှာထောင်သားတွေကိုသွားပြီးတော့ကုညီပေးနေတဲ့ပုဂ္ဂိုလ်အဲ့တော့စောပိုင်းမှာဘုံပြောခဲ့တယ်ဒီတရားရဲ့ခေါင်းစည်းကစိတ်တူတတ်တဲ့အကျင့်နဲ့ကြောက်စိတ်စိတ်တူတတ်တာဒါဒေါသ anger လို့ပဲဆိုပါတော့ frustration ဖြစ်မယ် agitation ဖြစ်မယ်အဲ့ဒီဒေါသ agitation irritation တွေစိတ်တူတတ်တာတွေကဘာကြောင့်ထွက်လာတော့ဆိုကိုယ့်ရဲ့နှလုံးသားထဲမှာကိုယ့်ရဲ့စိတ်ထဲမှာအားငယ်တဲ့စိတ်ရှိလားကြောက်တတ်တဲ့စိတ်ရှိလား
အဲ့စိတ်တွေရှိလို့မရှိဘူးမထင်နဲ့နော်နိုင်ငံခေါင်းဆောင်ကြီးတွေတထေးကြီးတွေဘာမောက်ခကြီးတွေဘာမောက်ခချုပ်ကြီးတွေရှိတယ်အဖေကသူ့ရဲ့သားသမီးတခုကိုမှားတဲ့အခါမှာသူစိတ်တူတယ်ဆိုရင်တော့ကြောက်စိတ်ညာနေလို့ငါကုံတဲ့ခေါထိခိုက်လိမ့်မယ်ဆိုတော့ကြောက်စိတ်တွေရှိတယ်ကလေးရဲ့နေပဲသူတခုပြန်ပြောတဲ့အခါမှာသူဒေါသဖြစ်ရင်ငါကိုလာပြီးတော့စိန်ခေါ်တယ်ငါရဲ့ဖခင်ဆိုတဲ့အာနာစိန်ခေါ်မလားငါကအဖေအဲ့လိုပြန်မပြောနဲ့ဆိုတဲ့ကြောက်စိတ်ရှိတယ်အဲကြောင့်တော့ဒေါသဖြစ်တယ်အဲ့လိုဖြစ်လာတဲ့ဆိုရင်တရားထိုင်တဲ့ပုဂ္ဂိုလ်တွေသိတဲ့အတိုင်းပထမဆုံးပါလို့မှာ acknowledge လုပ်ပါအဲ့ဒီဟာကိုဒီမှာဒီစိတ်တူတာလေစိတ်ဖြစ်နေပြီစိတ်ကသူစပြီးတော့တူနေပြီ frustration စဖြစ်နေပြီ irritated ဖြစ်နေပြီ agitated ဖြစ်နေပြီဆိုတာလေးကိုလက်ခံနိုင်ပါယောဂီတွေနေနဲ့ဆိုရင်တော့စိတ်တူတာကိုစိတ်တူတယ်လို့မှတ်လိုက်ပါနောက်ဒုတိယဘာလို့မှာတော့ slow down your breathing စိတ်တူလာရင်အသက်ရှူတာမမှန်တော့ဘူးမြန်လဲမြန်လာတယ်တူလဲတူလာအဲ့ဒီအချိန်မှာအုံနောက်ကို supply လုပ်တဲ့ oxygen တွေလိုက်ပဲမလုံလောက်တော့ဘူးအဲ့ဒါကြောင့်ဝင်လေထွက်လေကိုကျန်နာပြန်ရှူရှိုက်ပေးပါ slow down လုပ်ပေးပါအကြိုက်မဟုတ်ပါဘူးနှစ်ချက်သုံးချက်သုံးလေးချက်အဲ့ဒီလိုရှူလိုက်ကိုပဲနေတာထိုင်တာဖြစ်သွားတယ်အခြေအနေကမပြောင်းသေးဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာနေတာထိုင်တာဖြစ်သွားတယ်နောက်တစ်ခုကတော့ကိုယ်မှာရှိတဲ့အားနည်းချက်တွေnegative emotion တွေအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်အပြစ်မတင်နောက်စားတော့ချင်တယ် self compassion stop beating yourself up and leave insecurity behind ကိုယ်စိတ်တူတဲ့အခါမှာကိုယ့်ဟာကိုအပြစ်မတင်နဲ့စိတ်တူတဲ့အခါမှာကိုယ့်ကိုအပြစ်တင်တယ်မဟုတ်တခြားလူတွေပြစ်တင်မယ်အဲ့ဒီအကျင့်လေးကိုသတိထားပါအကျင့်လေးသတိထားအပြစ်တင်တာသူများကိုအပြစ်တင်တာဒါကြောက်စိတ်ကြောင့်ဖြစ်တယ်အဲ့ဒါကြောင့်အပြစ်တင်မဲ့စားကိုယ့်ကိုဘာလို့မအောင် self compassion ရှိရမယ်ကရုဏာပြန်ထားမယ်ငါမှာဒီကလေးဖြစ်နေတယ်စိတ်တူတဲ့အကျင့်ကငါ့ကိုလာပြီးတော့နှိပ်စက်နေတယ်အဲ့လိုမြင်ပေးလိုက်စိတ်တူတဲ့အကျင့်နဲ့ကိုယ်နဲ့အဲ့ဒါကိုခွဲလိုက် separate လုပ်လိုက် separate လုပ်လိုက်စိတ်တူတာငါမဟုတ်ဘူးစိတ်တူတာကဧည့်သည်မိုးကိုဆရာတော်ဘုရားရဲ့စိတ်ဒီအသုံးနှုန်းနဲ့ပြောရင်အိမ်သည်စိတ်နဲ့ဧည့်သည်စိတ်ဝင်လေထွက်လေတို့ mindfulness တို့တတိတရားတွေနောက်ပြီးတော့ကရုဏာတွေဒါတွေကအိမ်သည်စိတ် the host နော်သူအိမ်သည်အိမ်ပိုင်ရှင်စိတ်တူတာစိတ်ညစ်တာblaming လုပ်ချင်တာအပြစ်တင်ချင်တာအဲ့ဒါတွေဧည့်သည်စိတ်အိမ်သည်နဲ့ဧည့်သည်ခွဲလိုက်ပါခွဲခြားလိုက်ပါအဲ့လိုခွဲခြားမြင်ပြီးတော့ဒီမှာဒေါသကငါ့ကိုလာပြီးတော့နှိပ်စက်နေတယ်ငါစိတ်လာနှိပ်စက်နေတယ်ကြောက်စိတ်ငါလာနှိပ်စက်နေတယ်အဲ့ဒီလိုမြင်ပြီးတော့ကိုယ့်ကိုဘာလို့မှာတော့ကိုယ့်ကိုပြန်ပြီးတော့ကျင့်နာမယ်ကိုယ့်ကိုမေတ္တာထားမယ်ကိုယ့်ကိုကရုဏာထားမယ် be compassionate towards yourself အဲ့ဒီလိုလုပ်တယ်ဆိုရင်ကြောက်စိတ်လည်းပဲနှဲသွားမယ်ကြောက်စိတ်အားနှဲသွားရင်စိတ်တူတာလည်းနှဲသွားမယ်စိတ်တူတာနှဲသွားရင်ဘဝရဲ့ပျော်ရွှင်မှုတွေပို့ပြီးတော့တိုးတက်လာလိမ့်မယ်ပို့ပြီးတော့များလာလိမ့်မယ်ကဲတရားနာဘေးသက်များအလုံးချမ်းသာချမ်းသာကြပါစေတရားလည်းနည်းနည်းရှိသွားပြီတနည်းခွဲရှိကဲဘုန်းတို့ရေဆက်ချရအောင်နော်အကုန်လုံးပြန်ပြီးတော့အညစ်လွတ်လိုက်ပါဖြစ်ရင်လိုက်ဆိုလိုက်ဒီနေ့တရားပွဲ
လူရှင်များတော့နှစ်ဖက်သောမိဘများဖြစ်ကြသောဥမောက်မောင်တော့ခင်တန်းလွင်ဆောက်ဆန်ဝန်ညောင်ရွှေဆောက်တန်းကြီးစကားတို့အမှုထား၍နော်ကပတင်ဒေဇာအောင်ဆောဝန်တွေ22ပြည့်မင်္ဂလာထိတ်မှတ်ဟိုချောင်းဖြူပြီးတော့ကပတင်ဒေဇာအောင်နဲ့ဆောဝန်တို့ကနောင်မွန်စီရီ Hokkaido University Japan နန်လင်းသီတို့နဲ့သူဒီတရားပွဲကိုရှောက်ထားကျင်းပခြင်းဖြစ်ပါတယ်ထို့ပြင်ဒီနေ့ဝေးနေလူရှင်ဖြစ်တဲ့ကျောင်းတက္ကမအဖြူ Heartbeat Bakery and Restaurant ထောင်ကြီးအလည်းပဲတရားပွဲလူရှင်ဆုံးလူရှင်ဖြစ်ပါတယ်ဒီနေ့ဒီပြင်ထောင်ကြီးတဲ့သူကျောင်းသားသူဟောင်းများအဖွဲ့လည်းပဲဆုံးလူရှင်များဖြစ်ကြပါတယ်နောက်ဥခွန်ထွန်းရွှေတို့နန်းဆန်ဟောမ် Top Stars တို့အိမ်သုံးပစ္စည်းမြို့လက်လီလက်ကရောင်းဝယ်ဆိုင်ထောင်ကြီးရလည်းပဲလူရှင်များဖြစ်ကြပါတယ်အဲ့ဒါအကုန်လုံးလိုက်ဆိုကြပါအရှင်ဘုရားအရှင်ဘုရားဒါတပိတော်တို့သည်ယနေ့ယခုပြုစုရသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဤကုသိုလ်ကောင်းမှုအဆုစုတို့ဤအကျိုးကျေးဇူးကြောင့်ယာတပည့်တော်တို့အားလုံးသည်ကိုယ်ချမ်းသာစိတ်ချမ်းသာစွာဖြင့်မိမိကောင်းကျိုးအမြတ်ကောင်းကျိုးတိုး၍သေဘိုးဆောင်ရွက်နိုင်ကြပါစေယေစချမ်းယနေ့ယခုပြုသဖြင့်ကုသိုလ်အလုံးဤအဖို့ပါခကိုယခုဘဝရှေးဘဝသောစัจจသောအမိအဖအဖို့အဖွာသေယတမတွေ့မျိုးညာတကာစထား၍30ဘုံအင်းလေကြကုန်သောဝိနိယဒုခိတဒုခိတအထဝါအပေါင်းတို့အားအမြတ်ဧဝေငါပါ၏အမြတ်ရ၍ကိုယ်စိတ်နှဖျားချမ်းမာမာချမ်းသာဤကြပါစေသောညဝေကြမယ်ကုသိုလ်ကြပါဟုတ်ပြီအားလုံးချမ်းသာကြပါစေ
ผมအင်္ဂလန်နေပြီးတော့စကား